မင်္ဂလာပါလို့ဦးစွာပထမဆုမွန်ကောင်းတောင်းပေးပါတယ်။ဆရာဒီနေ့ဟောပြောပြသပြီးမှာကတော့17လပိုင်း1ရက်နေ့ကနေပြီးတော့17လပိုင်း15ရက်အတော်အတွင်းထဲမှာတောက်ကြသားသမီးတွေများအတွက်ဟောစတန်းလေးကိုဒီနေ့ဟောပြောပြသပေးသွားပါမယ်။တောက်ကြသားသမီးများဟာ17လပိုင်း1ရက်နေ့ကနေပြီးတော့စပြီးတော့15ရက်နေ့အတော်အတွင်းထဲမှာမိမိတို့ရဲ့ကံတတာလေးတွေက10လပိုင်းထဲမှာကံညံ့နေတာလေးတွေလူသမျှကိုင်းသမျှလေးတွေမှာထထငေါငေါဖြစ်တာတွေဘဝင်မကြတာတွေမိသားစုလူမှုရေးလေးတွေကစထထငေါငေါနဲ့လုပ်နေရတာလေးတွေမှာ17လပိုင်းထဲမှာထူးထူးခြားခြားနဲ့ပြန်လဲကံကောင်းလာမှာဖြစ်ပါတယ်ခင်ဗျာမမျှော်လင့်မဲမရွယ်ပဲနဲ့စီးပွားရေးလေးတွေတိုးတက်လာနိုင်တယ်လူမှုရေးစီးပွားရေးအစဖဖကမှလို့ရောကိုယ့်ရဲ့ပြန်လဲဥမော်လာမှာကတော့ဧကံမှုချဖြစ်ပါတယ်ဒါကြောင့်မို့ဆရာရမိတ်ဆွေတောက်ကြသားသမီးများဟာ17လပိုင်းထဲမှာကံကောင်းခြင်းနဲ့ကံရဲ့အထောက်ပံ့လေးတွေရဖို့အတွက်ကိုကံလေးတွေကောင်းလာဖို့ဆိုလို့ရှိရင်မိမိတို့ရဲ့ဖျားအကြောင်းဆောင်မှာဥစွာပထမတန်ရှိရေးလုပ်ပါပြီးလို့ရှိရင်ဖျားပန်းတောက်တော်ကြီးလဲပါလဲပြီးသွားပြီဆိုတာနဲ့တီးသန့်ကိုယ့်ရဲ့မွေးနေ့မနက်9:15အချိန်လေးမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတတ်တော်ထင်ရှားရှိတဲ့ကဲ့သို့အာယုံပြုပြီးတော့နှင်းစီပန်းအနီရောင်10ပွင့်ကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုကတ်လှူရမှာဖြစ်ပါတယ်ပန်းကတ်လှူခြင်းအပြင်မိမိတို့ရဲ့ကံလေးတွေကကောင်းလာတဲ့ကံကောင်းတဲ့ကောင်းလာစေရန်အတွက်လူမှုရေးစီးပွားရေးအစဆက်ဆက်ရရလေးတွေအဆင်ပြေလာမှာကတော့ဧကံမုတ်ချဖြစ်ပါတယ်ဒါကြောင့်မို့ဆရာရဲ့မိတ်ဆွေဗေဒင်ဝါသနာရှင်တောက်ကြသားသမီးများဟာဒီလို17လပိုင်းထဲမှာကိုယ်ကံလေးတွေကောင်းလာတယ်ဆိုလို့ရှိရင်ကိုယ်ကနေပြီးတော့ကံရဲ့ထောက်ပံ့လေးတွေရဖို့ဆိုလို့ရှိရင်ပြည်စီပန်းအနေရောင်လေးတွေကိုမွေးနေ့တိုင်းလေးတွေမှာလှူပေးခြင်းအပြင်ကိုယ့်ရဲ့လူမှုရေးစီးပွားရေးအစဖဆရရရလေးတွေကိုချမ်းစီသမားလေးတွေထမြောက်အောင်မြင်လာကမှာတော့ဧကံမုတ်ချဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဆရာရဲ့မိတ်ဆွေတောက်ကြသားသမီးများကလည်းဒီလိုအထူးရတရားလေးတွေကိုလုပ်ပေးခြင်းအပြင်မိမိတို့ရဲ့ကံလေးတွေအထောက်ပံ့လေးတွေရကြပါစေလို့ဆရာကဆုမွန်ကောင်းတောင်းပေးပါတယ်ကြည်ရှုသူပေါင်းမနာသားများအားလုံးကျမ်းမာချမ်းသာကြပါစေနှလုံးစေဝမ်းအေးချမ်းကြပါစေဒီဘက်ကတဆုပ်ကျဲလို့ညာဘက်ကတလဲဝင်ကြပါစေလို့ဆရာကလည်းဆုမွန်ကောင်းတောင်းပေးပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ